အားလုံးပဲမင်္ဂလာပါကိုလေးရွှိုက် YouTube channel လေးကနေပဲညီကိုအားလုံးကိုပြန်လဲကြိုးဆိုလိုက်ရပါတယ်ဒီနေ့မေလ19ရက်နေ့ညမှာဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်39ရက်လက်ကျန်ပွဲစဉ်လေးနှစ်ပွဲကစားဖို့ရှိနေတယ်အဲ့ဒီပွဲစဉ်နှစ်ပွဲကိုကျွန်တော်နေနဲ့သုံးသက်ချက်လေးလုပ်ပြီးတော့မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like subscribe လေးမနှိပ်ရသေးနှိပ်ထားပေးခဲ့ကြပါဗီဒီယိုလေးတင်နိုင်သိအောင်လည်းဘေးကခေါင်းလုံးလေးကိုနှိပ်ထားပေးခဲ့ကြပါဦးခင်ဗျာ Wine Sweat ကိုအခုမှစပြီးတော့ကစားရင်လည်းဆိုလို့ရှိရင်ကျွန်တော်ရဲ့ description ထဲမှာ comment box ထဲမှာပါရှိတဲ့ channel လေးကို join ပြီးတော့ account ဖွင့်ပြီးကစားကြီးကြီးနီးဆုံးအသေးစိတ်လေ့လာနိုင်ပါတယ်အကောင့်ဖွင့်ရမှာတရားခံလုံးဘောနဲ့ရယူခြင်းနဲ့ဆိုလို့ရှိရင်တော့ promo code TNC 83လုံးကိုအသုံးပြုဖို့မမေ့ကြပါနဲ့ခင်ဗျာငွေသွင်းငွေထုတ်ပြုလုပ်ခြင်းနဲ့ညီကိုတွေတက်ကတော့ကျွန်တော်ရဲ့ Viber နံပါတ်ကိုဖြစ်စေ Telegram အကောင့်ကိုဖြစ်စေဆက်သွယ်လို့ရပါတယ်အကောင်းဆုံးဝန်ဆောင်မှုတွေပေးလျက်ပါခင်ဗျာဒီကနေ့ရဲ့ပထမဆုံးပွဲစဉ်နေနဲ့ဆိုလို့ရှိရင်တော့ဘုံမောက်တင်တဲ့ Man City ရဲ့ပွဲစဉ်မှာဒီပွဲစဉ်မှာ Man City တင်းက1ပေါင်း30ကိုပေါင်းသိမ်းပါဆိုကျွန်တော်3မိုင်း50ဈေးတန်းမှာရှင်းနေပါတယ် Man City တင်းက Champions League အတွက်အာဆင်နယ်ကိုနောက်ဆုံးချိန်ထိဖိအားလိုက်ပေးနေတယ်လို့ဘုံမောက်ကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်းသူအနေနဲ့ဒီပွဲစဉ်မှာသာအနိုင်ဆုံးအသေးတမတ်လောက်ရရှိလိုက်မယ်ဆိုလို့ရှိရင်ယူရိုပါလိဝင်ခွင့်နေရတေချာတော့မှဖြစ်တယ်လို့နိုင်နိုင်မယ်ဆိုလို့ရှိရင်เนาะလီဗာပူးတင်းကိုနောက်ဆုံးချိန်ထိတမတ်အကွာအနေထားမျိုးနဲ့ချန်ပီယံလိဝင်ခွင့်နေရာတိတောင်မျှော်လင့်လို့ရတဲ့အနေအထားမျိုးရှိနေပါတယ်လက်ရှိဘုံမောက်ရှေ့ဆုံးကိုကြည့်မယ်ဆိုလို့ရှိရင်ပရီးမီးယားလိမှာနောက်ဆုံး16ပွဲစဉ်ရှုံးပွဲမရှိအောင်ကစားထားတဲ့ဘုံမောက်ပဲဖြစ်ပါတယ်တကယ်ကိုအမကန်စွမ်းဆောင်ရလို့ပြောမှာပါအဲ့ဒီ16ပွဲမှာဆိုလို့ရှိရင်10ပွဲနိုင်10ပွဲတည်ကြာထားခဲ့တာဖြစ်ပါတယ်ပရီးမီးယားလိမှာတော့ဘုံမောက်ဟာတည်ပွဲဒီအများဆုံးအသင်းဖြစ်16ပွဲဒီရှိနေတဲ့အနေအထားမျိုးရှိနေတယ်အိမ်ဝင်းမှာဆိုလို့ရှိရင်တော့9ပွဲနိုင်9ပွဲတည်ကြတယ်2ပွဲသာရှုံးနေထားခဲ့တယ်အိမ်ဝင်းနဲ့တည်ပွဲတွေများပါတယ်ဒီကအဖြစ်အိမ်ဝင်းဆိုရင်ရှုံးပွဲမရှိအောင်ကစားနေတဲ့ပုံစံမျိုးတောင်ဖြစ်နေတာပါအိမ်ဝင်း2ပွဲရှုံးခဲ့တယ်ဆိုတာကလည်းအဖာတန်အာဆင်နယ်တွေကိုရှုံးနေထားခဲ့တာဖြစ်ပါတယ်ဘုံမော်ရဲ့လက်ရှိရှေ့ကျွမ်းကလည်းတော်တော်ကောင်းမွန်နေတယ်လို့သူ့ရဲ့ယူရိုပါလိမျှော်လင့်ချက်နောက်ဆုံးချန်ပီယံလိဝင်ခွင့်နေရာထိတော့မျှော်လင့်လို့ရတဲ့အနေအထားမျိုးမှာဘုံမော်ဒီပွဲစဉ်မှာအမားခံမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်နောက်ဆုံးပွဲစဉ်ကစားရမှာကလည်း Nottingham Forest နဲ့အဝေးကွင်းပွဲစဉ်ဖြစ်နေတဲ့အတွက်ကြောင့်ဘုံမော်အနေနဲ့ဒီပွဲစဉ်မှာအမိုက်ရအောင်ယူထားဖို့လိုအပ်နေတဲ့တေတမတ်လောက်ရရှိရုံနဲ့ယူရိုပါလိဝင်ခွင့်နေရာလောကကိုတေချာသွားမှာလည်းဖြစ်ပါတယ်Man City ကိုကြည့်ရမယ်ဆိုလို့ရှိရင် Man City တင်းကတော့ကျွန်တော်တို့ထွေထူးပြောစရာလုံးမထင်ဘူးနောက်ပိုင်းပွဲစဉ်လေးတွေမှာ Everton ကို3-3တီးကြခဲ့တာကလည်းပြီးခဲ့တဲ့ပွဲစဉ်တွေမှာသူအနေနဲ့အမှားလုံးဝမရှိခဲ့ဘူးလက်ရှိချိန်မှာ EFL ကဖလာတစ်လုံးရထားပြီးသွားပြီ FA ကမှလည်း Chelsea တင်းကို 1-0 ဆိုရရလာနဲ့အနိုင်ယူထားခဲ့ပြီးတော့ဖလာတစ်လုံးလက်ဝယ်ရရှိထားပြီးသွားပြီကျွန်တော်ကတော့ဒီ Champion စုအတွက်ဆိုလို့ရှိရင်တော့ Arsenal အလေးတာနေတယ်ဒီပွဲစဉ်မှာသာ Man City နေနဲ့သေကြလိုက်မယ်ရှုံးလိုက်မယ်ဆိုလို့ရှိရင် Arsenal နေနဲ့ ACCဖလားရသွားမှလည်းဖြစ်တယ်ဒီနှစ်မှာဆိုလို့ရှိရင်တော့ကျွန်တော်အာဆင်နယ်ကိုတကယ်ဖလားရစေချင်ပါတယ်မန်စီးတီးဒီပွဲစဉ်မှာ1ပေါင်း30ဆိုရဈေးတယ်ကျွန်တော်တိတ်မချက်ဘူးဗျာပြည့်မယ်မန်စီးတီးကတကယ်ရုံးရမယ်တကယ်အမှတ်လို့နေတယ်ဆိုလို့ရှိရင်တလုံးတည်နေဆုံးပေါက်တင်တယ်လို့ကျွန်တော်မြင်တယ်တေးတွေပေါက်ရှိနေတဲ့ဈေးတယ်ဘုံမောက်ကလည်းအရှုံးခံမှာမဟုတ်ဘူး3-50ဆိုပေမဲ့ကျွန်တော်6ပေါက်အောက်ကိုရွေးချယ်ပေးခြင်းနဲ့သူတို့နှစ်သိန်းတွေ့ဆုံတိုင်းနေဆုံး3လုံးရောက်တတ်တဲ့ဆိုပေမဲ့ Man City ကနောက်ပိုင်းဘုံမောက်ရဲ့အိမ်ဝင်ရောက်ပြီဆိုလို့ရှိရင်ကိုပြတ်နိုင်တဲ့ပွဲစဉ်ဆိုတာလည်းခါရှာရှာဖြစ်နေတယ် Man City နိုင်တလုံးလို့ကျွန်တော်ယူဆမိတဲ့အတွက်ကြောင့်တော့ကိုပေါင်းအောက်ကိုရွေးချယ်ပေးခြင်းပါတယ်နောက်တဲ့ပွဲစဉ်တစ်ပွဲကတော့ Chelsea တင်းနဲ့ Spurs တို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်မှာ Chelsea တင်းက level 80ကိုပေါင်းစိတ်မှာဆိုလို့ရှိရင်တော့3လုံးတည်ဈေးတန်းမှာရှိနေပါတယ် Premier League နောက်ဆုံး9ပွဲဆက် Chelsea တို့နိုင်ပွဲပျောက်ထားခဲ့တယ်အဲ့ဒီ9ပွဲမှာဆိုလို့ရှိရင်6ပွဲတည်ကြပြီတပွဲရှုံးရလက်တာထွက်ထားခဲ့တဲ့အနေအထားဖြစ်တယ်လက်ရှိချိန်မှာတိုက်စစ်ပိုင်းကလည်းတော်တော်ကိုရော်ရဲနေတယ်လို့ခံစစ်ပိုင်းကလည်းဘေကိုတွေဒလက်ဆက်ဖွင့်ပြနေရတဲ့ Chelsea တင်းဖြစ်တဲ့ပရီးမီးယားလိနောက်ဆုံး9ပွဲမှာ6ပွဲရှုံးပြီးတော့တပွဲတည်ရလက်တာထွက်ထားခဲ့တယ်ပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲစဉ်မှာသာတည်ရလက်ရရှိအောင်ကစားထားခဲ့တာဖြစ်တယ်ပြီးခဲ့တဲ့ FA Cup Final မှာဆိုလို့ရှိရင်လည်း Man City တင်းကို 1-0 ဆိုရရလက်နဲ့ရှုံးရင်းခဲ့ပြီးတော့သူတို့တွေဖလားကိုလက်လွတ်ခဲရပြီအဲ့တော့ဥရောပဝင်ခွင့်တနေရာရချင်သေးတယ်ဆိုလို့ရှိရင် Chelsea တို့ကဒီပွဲစဉ်မှာလုံးဝကိုမနိုင်မဖြစ်နိုင်ကိုနိုင်ရမယ့်ပွဲစဉ်ဖြစ်ပါတယ်စပါးကိုကြည့်ရမယ်ဆိုပြန်တော့လေစပါးဟာတန်းစင်းဆောင်ကနေပြီးတော့ရုံထွက်ဖို့အတွက်အကောင်းဆုံးကြိုးစားနေတယ်လက်ရှိချိန်မှာလည်းအခွင့်အလမ်းကောင်းတွေပိုင်ဆိုင်ထားတယ်ဒီပွဲစဉ်မှာသာအနိုင်ဆုံးတည်ရလိုက်ရရှိလိုက်မယ်ဆိုလို့ရှိရင်စပါးဟာနောက်ဆုံးပွဲစဉ်မှာရှုံးနေခဲ့မယ်ဆိုလို့ရှိရင်တော့မှတန်းစင်းဆောင်ကလုံးဝကိုလွတ်ပြီးလို့ပြောလို့ရပါတယ်နောက်ဆုံး၄ပွဲဆက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းစပါးရဲ့ရှေ့စွမ်းလည်းမဆိုးဘူးတန်းစင်းဆောင်ကနေအကောင်းဆုံးရုံထွက်ပြလာတယ်နှစ်ပွဲနိုင်နှစ်ပွဲတည်ကြာထားခဲ့တယ်ဒါပေမဲ့လိမ့်နိုင်တဲ့ပွဲစဉ်မှာဗျာစပါးနိုင်တဲ့နဲ့လုံးဝကိုနိုင်ကိုနိုင်မယ်ပွဲစဉ်ကိုစပါးတို့အနိုင်မကစားခဲ့ဘူးအဲ့ဒီပွဲစဉ်မှာသာအနိုင်ကစားခဲ့မယ်ဆိုလို့ချင်းစပါးတို့ ECC တန်းစင်းဆောင်ကနေပဲလွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေပြီပြီးခဲ့တဲ့ပွဲစဉ်မှာဝဟန်တို့ရှုံးနေခဲ့တဲ့အတွက်ကြောင့်လည်းစပါးတို့အတွက်အခွင့်အရေးဟာစပါးတို့ပေါ်မှာပဲမူတည်သွားခဲ့ပြီအဲ့ဒီပွဲစဉ်မှာကျွန်တော်ပြောခဲ့တဲ့စကားလုံးလေးမှတ်မိဖို့မလားမသိဘူး
စပါးနဲ့ဝဟန်းနဲ့တန်းဆင်းရင်ဘေးအသင်းကဆုံးရှုံးမှုပုံမှုများပြားနိုင်တယ်လို့အကုန်လုံးခြုံကြည့်လိုက်မယ်ဆိုရင်စပါးတန်းဆင်းသွားရင်အကုန်လုံးဆုံးရှုံးမှုတွေကြီးဖြစ်မှာလို့ဝဟန်းတန်းဆင်းဖို့ရာခိုင်နှုန်းများတယ်အဲ့ဒါကြောင့်နယူကာဆယ်တို့တကယ်ကိုကစားလိုက်မယ်ကျွန်တော်အဲ့လိုမျိုးအတွေးနဲ့ပြောခဲ့တယ်အဲ့ဒီပွဲစဉ်မှာနယူကာဆယ်တို့အနိုင်ရရှိအောင်ကစားသွားခဲ့အဲ့တော့ဒီပွဲစဉ်မှာလည်းစဉ်းစားကြည့်လို့ရှိရင်နှစ်သင်းစလုံးဟာရှုံးလို့မရတဲ့အသင်းတွေဖြစ်နေတယ်ရှက်စီကနိုင်ကိုနိုင်ရဖြစ်မှာပွဲစဉ်ဒါပေမဲ့ရှက်စီရဲ့ယုံကြည်မှုတွေပျောက်ဆုံးနေတယ်လို့ပြောရမှာဖြစ်တယ်ကစားသမားတွေယုံကြည်မှုတွေအသင်းလိုက်ဆွမ်းဆောင်မှုတွေကလည်းလုံးဝကိုကျဆင်းနေတယ်အဲ့တော့နိုင်ပွဲရရှိဖို့လည်းတော်တော်ခက်ခဲမဲ့အနေဒါစပါးကလည်းဒီရှုံးလို့မရဘူးလန်ဒန်ဒါဘီပွဲစဉ်လည်းဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ရိုးရိုးရှင်းရှင်းပဲတွေးလိုက်ပါတယ်ဒီပွဲစဉ်မှာနှစ်သင်းစလုံးရှုံးလို့မရဘူးဆိုပေမဲ့လည်းကျော်ပြမှုရတာအပြည့်နဲ့ဖွင့်ကစားလာမယ်လို့ကျွန်တော်မြင်နေဗျာအဲ့တော့ဒီပွဲစဉ်မှာအနိုင်ဆုံးကိုပေါင်း3လုံးရောက်နေတယ်ကျွန်တော်ကိုပေါင်းပေါ်ကိုရွေးချယ်ပေးကြပါတယ်ညီကိုတို့တွေနဲ့ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကိုအကြိုက်တူမှာလိုက်ယူကြပါအကြိုက်မတူဘူးဆိုလဲပတ်ကန်ကြပါဗျာကစားသမျှအပေါင်းပြကြပါစေ